ဒီနေ့မှာတော့ကျွန်တော်တို့ Browfoot Squid အသစ်ထွက်ထားတဲ့ Hash Squid တခုကိုကျွန်တော်သုံးပြသွားမယ်ပေါ့နော် Hash Squid ကတော်တော်မိုက်တဲ့ထဲမှာပါတယ်ကျွန်တော်ကီးလေးလုံးဝမပါဘူးပေါ့နော် Okay ဒီအောင်တစ်ချက်စမ်းကြည့်ကြမယ် Okay ခုမှပေးထားတော့ home base ဒီမှာ test farming ဆိုရရှိရယ်ကျွန်တော်ဒီမှာတစ်ချက် level farming တစ်ချက်ဖွင့်ကြည့်လိုက်မယ်နော်ဘယ်လောက်ဒီအဆင်ပြေလဲတော့တစ်ချက်ကြည့်ကြည့်လိုက်မယ်ဒီမှာဆိုရင်နည်းနည်းတွေ့ရတာမလက်တာကိုတွေ့ရတယ်ပေါ့နော်လက်တာကိုလက်တယ်အနှဲငယ်ပဲလက်တယ်ကျွန်တော်ကဗီဒီယို record ဖမ်းထားတာမဟုတ်လို့လက်တာကိုလက်မှာပေါ့နော်တကယ်ဗီဒီယို record မခန်းထားတဲ့လူတွေဆိုတော့အဲ့ဒီလက်မထင်ဘူးဒီကျွန်တော်က auto level fan လေးဖွင့်ရကြမလို့ C2 ရဲ့ level fan ကိုသွားမယ်နောက်ဆုံးအဲ့လန်ကိုသွားအောင်မလို့ချက်ချိုးလိုက်မယ်တော့ဒီမြန်ဒီမှာဆိုရင်ကွက်ပါတစ်ခါရတော့ယူပြီးတယ်ပေါ့နော်အရင်မြန်တဲ့ထဲမှာပါတယ် plus attack ကလည်းတော့အလုပ်လုပ်တယ်ပေါ့နော် okay ဒါကတော့အလုပ်ဖြစ်တယ်လို့ပြောလို့ရတယ်ဒီနောက်တစ်ခုစမ်းကြည့်မယ်မ item and quest ဒီမှာတစ်ချက်ကြည့်ကြည့်အောင်ဒါကသူ့ရဲ့ function နဲ့ကျွန်တော်တခုချင်းလိုက်ပြပေးမယ် auto chest ဘိုင်ဘက်လည်းပါတယ်Okay ချက်ဖန်နဲ့တော့အလုံးလို့ထဲမှာပါတယ်ကီးလည်းမပါဘူးတော်တော်မိုက်ရဲ့ထဲမှာပါတယ်ဒီကျွန်တော်ချက်ဖန်တစ်ချက်ပိတ်လိုက်မယ်နောက် full rate ကိုတစ်ချက်တော့ကြည့်မယ်ဒီမှာ auto colorful and ဒီ squid ကတော်တော်မိုက်တယ်ဘာလို့စိတ်ဝင်စားလဲဆိုတော့ကျွန်တော် Telegram channel ကိုလာခဲ့လိုက်ကျွန်တော်ရဲ့ Telegram channel မှာ Hassoni အပြင် squid တွေကိုပါနေ့စဉ်တင်တိုင်းတင်ပေးနေတယ်ဒါတဲ့ key ယူရနေရမှာလေဘိုင်ပတ်လို့ရအောင်ဘောတွေပါထုတ်ပေးထားတယ်ဒါ key ယူမယ်ဆိုရင်လည်း30စက္ကန့်လောက်နဲ့ယူလို့ရမှာဖြစ်ပါတယ်ဘောကိုတဲ့ key link ကိုပို့လိုက်တာနဲ့ဘောကတစ်ခါတည်း key ပြန်ထုတ်ပေးမှာဖြစ်ပါတယ်30စက္ကန့်လောက်စောင့်လိုက်တာနဲ့ရဲမိုက်တဲ့ထဲမှာပါပါတယ်ကျွန်တော် Telegram channel ကိုတော့ Telegram မှာ Premium Squid 2ဆိုပြီးရှာလိုက်တာနဲ့အပေါ်ဆုံးမှာပေါ်လာမှာဖြစ်ပါတယ်ဒီနေ့ဗီဒီယိုကဒီလောက်ပါပဲ